ပရိသတ်တို့ရေမင်္ဂလာပါဗျဇလံကောင်းလေးများကိုတင်ဆက်ပေးဖို့ချိန်ရောက်လာခဲ့ပါပြီဒီနေ့ညမှာတော့စာရေးသူအက္ခဇော်ရေးသားထားတဲ့စုံလီကြီးဥပဒါနဲ့တစ်မိတ်စာဆိုတဲ့ဇာတ်ကြောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲခန်းစားနားဆင်အားပေးကြပါဦးဗျာခုခေတ်တော့မသိဘူးဗျကျုပ်တို့အရင်ခေတ်တုန်းကလင်းရမရရဲ့လို့ဖြစ်လာပြီဆိုရင်အိမ်တစောင်မိတိပြောင်နေရမှာကျင်းနေကြတဲ့အမျိုးဗျရှင်ကျမကိုအိမ်တစောင်မိတိပြောင်နဲ့ထားနိုင်လူလားဆိုတဲ့စကားတော်ရှိသေးတယ်မဟုတ်လားဒါကြောင့်မိဘအိမ်ရောက်ခမအိမ်ဆွေမျိုးသားချင်းအိမ်တွေရဲ့အိမ်မှာကတ်နေရတယ်ဆိုရင်တိတ်အထင်သေးရတယ်ဘယ်သူမှအထင်မသေးရင်တော့ကိုပိုင်အိမ်နဲ့မနေနိုင်ဘူးဆိုပြီးစိတ်အားငယ်နေတတ်ကြတယ်ဗျမင်္ဂလာဆောင်ပြီးတော့မှကိုအိမ်ကိုရနဲ့မနေနိုင်ဘူးဆိုရင်ဒီလူလည်းကြောမတင်ဘူးမိဘပေါ်မှာမသိတတ်ဘူးလို့တီတိုပြောတတ်ကြတယ်ရောက်ခမအိမ်ပဲဖြစ်ဖြစ်မိဘအိမ်ပဲဖြစ်ဖြစ်ဘလောက်ပဲကောင်းကောင်းစိတ်မဝင်စားတတ်ကြပဲသူငကိုတဲဟုတ်ပြတ်မှာနေရဆိုသလိုလင်းရမရရဲ့ဖြစ်လာရင်ကိုပိုင်အင်္ဂလိပ်နဲ့နေကျင်ကြတာအိမ်အောင်တွေတိုင်းရဲ့အိမ်မက်တစ်ခုဆိုရင်လည်းမမားပါဘူးဗျအခုခေတ်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးဗျာအိမ်အောင်ကြပြီးရင်လည်းမိဘအိမ်အရန်တက်နေတာပဲကိုဘာသာတအိုးတိမ်ထူထောင်ဖို့မပြောနဲ့မိဘအိမ်ကနေထွက်သွားကျင်တာမဟုတ်ဘူးဗျအဲ့ဒီလိုထွက်သွားရင်လည်းအမွေခွဲတဲ့ခါမှာမရမဆိုးလို့ကပါသေးတယ်ခေတ်တွေကကွာသွားတော့လူတွေရဲ့စိတ်ဓာတ်တွေအတွေးခေါ်တွေကလည်းကွာသွားပုံရတယ်ဗျာတရက်တော့ကိုမျိုးလင်းကအိမ်ကိုရောက်လာတယ်ဗျကျုပ်တို့မနက်စာစားပြီးတဲ့အချိန်လောက်ပေါ့ဗျာသူ့မျက်လုံးကလည်းမျက်ကွင်းတွေကျပြီးညှို့နှက်လိုနေတယ်ဗျလူပုံစံကလည်းအေးမိုးသလိုကြောင်စီဖြစ်နေသလိုပုံစံကြီးနေဗျအကိုကြီးနဲ့ကျုပ်ရာခင်းနဲ့စင်းဖို့တောင်းနေပါတွေယူနေတဲ့အချိန်ပေါ့ဗျာဟဲ့ကောင်မျိုးလင်းဘာဖြစ်လာတာလဲကွာမင်းပုံစံကလည်းမအိမ်မတာနဲ့ပါလားကွာအိမ်အောင်ကြပြီးတော့မှအိမ်အောင်ရေးဒုက္ခတွေကိုမတရားခံစားလိုက်လို့များလားအိမ်အောင်ရေးဒုက္ခတော့မပြောပါနဲ့ကွာငါညဆိုတညာလုံးအိတ်လို့ကိုမရဘူးဟေဟဲ့ကောင်ရမင်းနာမည်တိုင်းပွဲချမ်းနေတာလားကွာဘာလဲကွာနာမည်တိုင်းမျိုးလင်းဆိုတော့မင်းနာမည်ကြီးကကြောက်စရာကြီးပါကွာဟာဗျာအကြီးကောင်ကတော့မဟုတ်တာတွေပြောတော့မယ်မသိပါဘူးကွာအိမ်အောင်ကြကားစားဆိုတော့တညာလုံးမအိပ်ရအောင်ဘာတွေများလုံးလို့နေတာလဲကွာကျုပ်ကမျက်မှောင်ကိုကျုပ်လိုက်ပြီးကိုမျိုးလင်းကအိမ်အောင်ကြသွားပြီလားဗျမင်းကခီးလူနေလို့မသိလိုက်တာကွာဟိုတလောကမှာမင်္ဂလာဆောင်ပြီးတာပေတိုးရွာကထွေးနဲ့ညားတာလေတီတော့မသိလိုက်ဘူးဗျာဒါနဲ့ခုနကစကားပြန်ဆက်ပါအောင်ဗျတညာလုံးမအိပ်ရဘူးဆိုတော့ဘာတွေများဖြစ်နေကြလို့လဲကြားပုံများကိုက်နေလို့လားမင်းတို့ညီအကိုကကွာပြောလိုက်ရင်ပေါက်ခရတွေကြီးပဲကွာဒီလိုကွာငါတို့လင်မယားညအိတ်တော့မယ်ဆိုရင်လူကြီးတယောက်ကချင်းတော်ဘေးမှာလာထိုင်းနေလို့ကွာအကိုကြီးကခေါင်းကျင်ရင်ငါပြောပါတယ်မျိုးလင်းရာအိမ်အောင်ကြကားစားမှာလူဘိုတွေအိမ်မော်ခေါ်မထားပါနဲ့လို့တကယ်တမ်းကြတော့မလွတ်လပ်ဘူးကွာခမရဘာတွေလျှောက်ပြောနေတာလဲအကြီးကောင်ရာမင်းမဲ့လူကြီးတယောက်လာထိုင်းနေတာဆိုခက်တော့တာပါပဲဗျာလူတော့ဟုတ်ပါတယ်ဒါပေမဲ့ကြုတ်ပြောတဲ့လူမဟုတ်ဘူးကွာမင်းစကားကလည်းရှုပ်နေတာပဲကွာလူတော့ဟုတ်ပါတယ်ဆိုတာလူပုံစံတော့ဟုတ်တယ်ဗျလူမဟုတ်ဘူးဆိုတာကဒီလူကြီးကလူအစ်စ်မဟုတ်နိုင်ဘူးတရေကြီးလားတစေကြီးလားမသိဘူးဗျာတရေဆိုတာနဲ့ကျုပ်မျက်လုံးတွေပြူးသွားတယ်ဒါမျိုးကြတော့ကျုပ်ကစိတ်ဝင်စားသွားပြီလေဗျာခမရဘယ်လိုကြုံလို့လဲဗျာပြောပြပြီလေကွာငါတို့လင်မယားအိတ်တော့မယ်ဆိုရင်ချင်းတော်ဘေးလာပြီးစောင်းကြောင်တိုင်းနေတာကွာအစားကတော့ငါလည်းလူမှတ်ပြီးလန်သွားတာချင်းတော်မြင်ကိုထွက်ကြည့်လိုက်ရင်ဖျောက်ခင်းနဲ့ပျောက်သွားရောကွာချင်းတော်နဲ့ပြောင်းဝင်လိုက်ရင်ပြန်ရောက်နေရောကွာငါတို့အိမ်ကလည်းအိမ်တစ်ကွာအိမ်တကားတွေကလည်းခိုင်ခိုင်ခန့်ခန့်နဲ့ဆိုတော့အပြင်လူကဝင်မရဘူးပြီးတော့အိမ်မှာကလည်းတို့တွေလင်မယားညောင်တွေနေရတာမဟုတ်လားဒီတော့မှငါစဉ်းစားမိတာကဒီလူကြီးကတာမန်မဖြစ်နိုင်ဘူးတရေကြီးပဲဖြစ်ရမယ်လို့ပေါ့ကွာဒါနဲ့သူကဆက်ပြီး6လန့်သေးလားဗျ6တော့မ6ဘူးကွာအစားကတော့အဲ့ဒီလိုပဲလာထိုင်းနေတာငါတို့လင်မယားလည်းတရေတွေဘာတွေကြောက်တတ်တာမဟုတ်တော့သူထိုင်းချင်းထိုင်းနေပါစီပေါ့ကွာဒါပေမဲ့ကွာချင်းတော်မင်းမှာလူကြီးတယောက်လာထိုင်းနေတာဆိုတော့အတိနဲ့နေရထိုင်ရတာတမျိုးကြီးကွာတို့တွေလည်းလွတ်လွတ်လပ်လပ်နေလို့မရဘူးကွာဟုတ်ကွာကြည့်ုံပဲကြည့်နေတာဆိုမှတော့ဝါသနာပါလို့နေမှာပေါ့ကွာမနောက်စမ်းမှနဲ့အကြီးကောင်ရာအစားကတော့ကြည့်နေုံပဲကွာနောက်ပိုင်းကျတော့တစင်တက်လာတယ်ဟိုအတန်ပေးဒီအတန်ပေးနေကွာအိမ်ထဲမှာလည်းဖြာရီထားခင်းလို့ခင်းနေဘုံတိုင်းကျဲနေတာပါပဲကွာ
ပိုဆိုးတာကအဲ့ဒီလိုဖြစ်ပြီး3ရက်လောက်ကြာတော့လူ2ယောက်ဖြစ်သွားတယ်ကွာဘဲကအဖို့ခေါ်လိုက်တယ်မသိဘူးရောက်ကြီးနောက်ရက်ကျတော့လူက4ယောက်ဖြစ်နေပြန်ရောအခုဆိုအိမ်မှာ10ယောက်လောက်ဖြစ်နေပြီကွာတနေ့ကင်းလုံးအတန်မကြားရဘူးအေးညရောက်ပြီဆိုတာနဲ့အိုးတွေပါတွေလန်တဲ့လူကလန်အဝိတွေဖြုတ်တဲ့လူကဖြုတ်နေတအိမ်လုံးတောင်းချမ်းနေလို့တို့တွေအိတ်လို့ကိုမရပါဘူးကွာအဲ့ဒါငါဘာလုပ်တင်တယ်လဲအကြံပေးပါအောင်ကွာကျုပ်ပြောမယ်လို့တော့အကိုကြီးကမင်းတို့လည်းမကြောက်တတ်ဘူးမလားကွာကြောက်တာတော့မကြောက်ဘူးပေါ့ကွာအဲ့ဒီလိုဂလုံးကလန့်နေလုံးနေတော့အေးပြက်တာတခုရဲ့အဲ့ဒါကောင်းတာပေါ့ကွာအဲ့ဒီတရေတွေကြုံပြဖို့ဇာတာပါလာတာငါပြောမယ်မိတီကောင်တွေကိုဒီတိုင်းမထားနဲ့ငါအိမ်မှာနေရင်ငါခိုင်းတာလုပ်ရမယ်ဆိုပြီးအိမ်အလုပ်တွေကိုခိုင်းစမ်းကွာဟာရပါမလားအကြီးကောင်ရပါတယ်ကွာမင်းပြောကြည့်ပေါ့ကွာဒီကောင်တွေလုပ်ပြီးတော့လေအမျက်ပေါ့အင်းနော်မင်းပြောသလိုငါစမ်းကြည့်အောင်မယ်မလုပ်ပြီးလို့ကတော့ဆရာတော်ကိုခေါ်ပြီးကမောပခိုင်းလဲမှာလို့တခါတည်းချင်းချောက်ထည့်လိုက်ဟုတ်ပြီလားကိုမျိုးလေးတယောက်ခေါင်းညင်ပြီးပြန်သွားတယ်ဗျကိုမျိုးလေးအပြင်ရောက်သွားတော့မှအကိုကြီးဘာဖြစ်လို့သူများကိုချွန်းတက်လိုက်တာလဲဗျချွန်းတက်လိုက်တာမဟုတ်ပါဘူးကွာဖြစ်တင်တာကိုပြောပြလိုက်တာပါကွာတော်ကြတဲ့ရဲကမကျင်နိုင်ရင်ဘယ်လိုလုပ်မလဲမကျင်တတ်တော့လေဒီကောင်းလေးလေးမယားကိုခုတ်ချိုးတတ်ပေါ့ကွာအကိုကြီးကတော့ကွာဒါကိုရရလို့ပြီးရနေနိုင်သေးတယ်ဗျကျုပ်ကတော့ခက်လက်လန့်ရဲ့ဗျကိုမျိုးလင်းတို့လေးမယားကလည်းတက်တီကောင်းချက်ဗျတရေချောင်းနေမှတိတာတော့မှဆက်ပြီးနေရဲသေးတယ်တရေမကြောက်တတ်တဲ့သူတွေရဲ့တက်တီကလည်းမသေးပါလားဗျအဲ့ဒီညနေပဲမထွေးထွေးနဲ့တွေ့တယ်ဗျကိုမျိုးလင်းယူထားတဲ့မိမပေါ့ဗျပေတော့ရွာဆိုပြီးမဲ့ကျုပ်တို့နဲ့နည်းနည်းတော့တိပါတယ်တွေ့တာကလည်းမဂ္ဂဇင်းနဲ့ဆိုင်အထွက်မှာတွေ့တာဗျမထွေးထွေးအမားတို့မှာတရေချောင်းနေတယ်ဆိုအမမကြောက်ဘူးလားတရေလောက်ကအပြော့ပါရဲ့ငါတို့အိမ်မှာကလေးကတရေတွေနဲ့နေခဲ့တာဟာဗျာပေတော့ရွာကအိမ်မှာလားအေးလေငါငငယ်ကဆုံးသွားတဲ့အဖွားကကျွတ်မှမကျွတ်သေးပဲဟာအိမ်မှာပဲတစ်သလုံးနေနေတာငါတို့နဲ့အတူတူနေတာကြတော့ကျင်သားရသွားတာပေါ့ဟာညာရင်ညတာအိမ်သာထားသွားရင်မွေးဘာကင်းမကြောက်လို့အဖို့ခေါ်သွားရတယ်ဟာသွားစရာလာစရာရှိရင်အဖွားခဏလိုက်ခဲ့ဆိုပြီးခေါ်သွားရင်အဖော်တော်ရသေးတယ်ဘာမှမဖြစ်ပါဘူးဟာဖေးအမကတော်တော်တက်တိကောင်းတာပဲကိုမျိုးကတိတိချင်းတရေတွေကိုနှင်မဲ့လုပ်သေးတယ်ငါကတော့ကိုကိုဒုက္ခမပေးဘူးဆိုရင်နေပါစီလို့ပြောပြီးထားရတာအေးငါဟင်းချက်စရာရှိသေးတယ်တွားလိုက်အောင်မယ်မထွေးထွေးနောက်ကျောကိုကြည့်ပြီးကျုပ်အံ့ဩနေမိတယ်ဗျာတရေဖြစ်နေတဲ့အဖွားနဲ့တသက်လုံးအတူတူနေလာတာဆိုတော့မကြောက်တတ်တာလည်းပါမဲဗျာဒီလိုနဲ့နောက်3-4ရက်လောက်ကြာတော့ကိုမျိုးလင်းတယောက်အိမ်ကိုရောက်လာတယ်သူ့ဘုံကအရင်လိုကြောင်တောင်မဟုတ်တော့ဘူးဗျာပြုံးလို့ရဲလို့ရဲဘယ်လိုလဲကိုမျိုးလင်းအဆင်ပြေသွားပြီမဟုတ်လားအဆင်ပြေသွားပြီဗျာမင်းတို့ငါ့အိမ်မှာနေရင်အိမ်လို့ကူပေးရမယ်လို့ပြောလိုက်တော့တပြက်စီကြီးကသူ့အလိုလိုထပြီးလှဲပေးတယ်ဗျာရှော်ဖို့ဆိုပြီးအင်ုံနဲ့စိန်ထားတဲ့အဝတ်တွေကိုလည်းရှော်ဖို့ရညစ်ပြီးတော့ဝလုံးတန်းတွေမှာလှမ်းထားတာညီညာနေတာပဲဟေဟော6ပြီးသားဝတ်ကိုကြတော့လေတန်းကရုပ်ပြီးတရားခေါက်ပြီးတက်တာတွေထဲထားတာများညီးနေတာပဲဟေမနဲ့မိုးမလင်းသေးဘူးရင်းနေအုပ်တယ်ပေးတဲ့လူနဲ့ထမင်းချက်ပေးတဲ့လူနဲ့အဆင့်ကိုပြေးလိုက်တာမှကွာဟုတ်ရလားကိုမျိုးလင်းခမမျိုးရင်ကျို့အိမ်ကိုလိုက်ကြည့်ဗျာပြောနေကြပါတယ်ဗျာခုညနေ9နာရီကျော်ရင်အိမ်ကိုလာခဲ့ဒါပေမဲ့ဒီအကြောင်းကိုခမတို့ဘယ်သူမှပြောလို့မရဘူးနော်အေးပါကွာငါတို့ညီကိုညနေလာခဲ့မယ်မင်းပြောတာဟုတ်ရင်ဟုတ်ပေါ့ကွာအကိုကြီးကချိန်ဝန်းလိုက်တယ်ဗျအဲ့ဒီနေ့ညရောက်တော့ကျုပ်တို့ကိုမျိုးလေးအိမ်ကိုလာခဲ့တယ်ဗျကိုမျိုးလေးအိမ်ကရွာနောက်ဘက်ရွာစုံမှာရှိတာဗျသူတို့အိမ်ဘေးနားမှာလူမနေတဲ့ခြံကြီးတစ်ခုရှိတယ်ဟိုဘက်ရွာကတော့ရွာပြင်ကွင်းတွေပဲရှိတော့တာကိုမျိုးလင်းတို့လင်မယားကအိမ်သစ်ဆောက်ပြီးလင်မယားညောင်တွေနေကြတာသူတို့အိမ်တစ်ကတောင်းတနေခိုင်မာပဲဗျာအိမ်တိုင်းတွေကထွားဆိုင်လောက်ရှိမယ်တလုံးတိုင်းတွေကိုအလုံးလိုက်တုံးထားတာကျုပ်တို့ဘက်မှာအဲ့ဒီတလုံးလောက်ဆိုရင်4,000နိုင်ပြည့်အောင်လွှမ်းမဆွဲတော့ပဲအလုံးလိုက်စောက်တက်ကြတယ်လေဗျာအိမ်ကခြေတိုင်းရှိဗျအိမ်ရှိရေတုံးတဲ့စင်းကိုအနားရောက်တော့အင်ုံကြီးထဲမှာပစိုးတွေကိုရင်းညစ်နေတာတွေ့ရတယ်အကောင်ထဲတော့မတွေ့ရပဲအစိုးတွေကြီးမြင်ရတာဗျတယောက်ကကင်ပြီးညှစ်နေသလိုရေတွေကိုညှစ်ကြလာတယ်ဗျကျုပ်ပြည့်အမြင်မာသလားဆိုပြီးကိုမျက်စိကိုပြန်ပုတ်မိတယ်ပစိုးတစ်ထည်ကိုရင်းညစ်ပြီးတော့နောက်ထပ်ပစိုးတစ်ထည်ကိုကြောက်ပြားပေါ်မှာတပတ်ပတ်နဲ့ရိုက်ပြီးဖွှလျှော်နေသေးတယ်ဗျကျုပ်တို့ကိုမျိုးလင်းကိုတန်ပြူလိုက်တာကိုမျိုးလင်းဆင်းလာတယ်သူခေါ်လို့အိမ်မော်တက်သွားတော့အိမ်ပေါ်မှာတပြက်စီကြီးကသူ့လိုလဲလို့ဗျ
ကိုမျိုးလင်းကတပြက်စီကြီးကိုလက်ညှိုးထိုးပြပြီးမင်းနဲ့မဟုတ်လားလို့မင်းကိုပြတယ်ကဲအဲ့ဒီတွေရောက်လာတယ်ရင်နွေးလေးပါလေယူလာခဲ့ကြပါအောင်ကွာရင်နွေးပန်းကြီးကလေပေါ်ပြန်လာပြီးကျုပ်တို့ရှိမှခွက်ခနဲကြလာတယ်ဗျရင်နွေးခရားတွေပကံလုံးတွေလည်းပါလာတယ်ရင်နွေးပကံလုံးတွေကသူ့အလိုလိုပက်လက်လန်သွားပြီးတော့ခရားဦးကြီးကမြောက်တက်သွားပြီးရင်နွေးတွေငှက်တဲ့နေတယ်ဗျကျုံတဲ့အကူကြီးလည်းစကားတောင်ပြန်မပြောနိုင်မင်းနဲ့ငေးကြည့်နေမိတယ်ဗျာအစင်ပြေလာကြည့်တာကိုမျိုးလင်းရာဟုတ်ပါဗျာကျုပ်ဖြစ်တရေတွေကိုအိမ်လို့လိုခိုင်းနိုင်တာဆုံးမတွေပဲလို့တီးထားတာဗျအခုတော့သူ့အလိုလိုအလုပ်တွေလုပ်နေပါလားဗျာမင်းတို့မြင်ပြီနော်ဒါပေမဲ့ငါတည်တည်ချာချာမှာထားမယ်နော်မင်းတို့ဒီအကြောင်းကိုဘယ်သူမှပြောလို့မရဘူးရွာကလူတွေတီးကုန်ရင်ငါတို့ကိုဆုံးကဝေတွေဆိုပြီးတော့ထင်အောင်ထင်မှားတွေဖြစ်ကုန်မှာစိုးလို့ပြောတာကွာရပါတယ်ဗျာတရက်ကိုတော့ခိုင်းစားနေတာဆိုတော့အံ့ပါရဲ့ဗျာဒါပေမဲ့ကျုပ်ထင်ကြားလိုက်ရင်မကောင်းဘူးထင်တယ်နော်ကိုမျိုးလင်းကကျုပ်ပြောလိုက်တော့ကိုမျိုးလင်းကမျက်နှာခက်တင်းတင်းနဲ့မင်းကဘယ်လောက်တီးလို့လဲလက်ကောင်ရဟိုလေလူကြီးတွေပြောတာကြားဘူးလို့ပါဗျာသူတို့က6လမ်းပြီးပြောနေတာပါကွာငါ့အိမ်မှာနေရင်တရက်ဖြစ်ဖြစ်လူဖြစ်ဖြစ်ငါခိုင်းတာလုပ်ရမှာပဲမလုပ်နိုင်ရင်စင်းမော်ကွာမဟုတ်ဘူးလားကိုမျိုးလင်းတို့ကရဲကြီးကျဲနဲ့ပြောနေတာဗျာကျုပ်ကတော့အောင်တီအောက်သက်နဲ့ပြန်လာခဲ့လိုက်ရတယ်သူတို့ကကျုပ်ကိုအသက်ငယ်တယ်ဆိုပြီးလူရတွင်းကျင်တာမဟုတ်ဘူးဒါပေမဲ့တကယ်တမ်းဂမ်ဘီယာကိစ္စတွေနဲ့ပတ်သက်လာရင်ကျုပ်ကသူတို့ထဲဝိုင်းရင်းနေဆိုတာသူတို့မှမသိပဲဗျာကျုပ်လည်းဘာမှပြောမနေတော့ပါဘူးဒီလူတွေထိကိုမှအိမ်မဲ့ဆိုပြီးဥပက္ခပြူထားလိုက်ရတော့တယ်ဥပဒါနဲ့မတွေ့ရတော့အတော်ကြားနေပြီဗျရာခင်းနဲ့ဆင်းလာမှာဥပဒါကရွာထိပ်ကကုတ်ကုတ်ရိပ်မှာလူတချို့နဲ့စကားထိုင်ပြောနေတာကိုတွေ့ရတယ်ဒီလူတွေကယူမပေါ်တက်ပြီးတစ်တိုက်တဲ့လူတွေဗျတစ်တွေမှာအိမ်ဆောက်ကောင်းတဲ့တစ်နဲ့အိမ်မဆောက်ကောင်းတဲ့တစ်ရှိတယ်ဆိုတာမင်းတို့တွေသိကြလားကွာဟာဗျာတစ်ပဲဘာတစ်ဖြစ်ဖြစ်အိမ်ဆောက်လို့ရတာမဟုတ်ဘူးလားဥပဒါရမင်းတို့ကတော့ကွာအတွေးခေါင်မှတစ်ကောင်ဝါကောင်းဆိုတဲ့စကားကိုမင်းတို့ကြားဘူးတယ်မဟုတ်လားတစ်ကောင်ဝါကောင်းစကားရှိတယ်ဆိုရင်တစ်မကောင်ဝါမကောင်းဆိုတာလည်းရှိတယ်ကွာမင်းတို့မှတ်ထားရအောင်လို့ငါပြောပြမယ်ဥပဒါကတစ်ကုတ်သမားတွေကိုသုံးဝက်တဲ့တင်နဲ့မသုံးဝက်တဲ့တစ်တွေအကြောင်းကိုအသေးစိတ်ရှင်းလင်းပြောပြနေပါတော့တယ်ဥပဒါကစကားပြောနေရင်ကျုပ်ဘက်ကိုလှည့်ပြီးတော့အလက်ကောင်ရောက်နေပါလားဘာကိစ္စရှိလို့လဲကွာကျုပ်ကအစတော့ကိုမျိုးလင်းတို့အိမ်ကအကြောင်းတွေကိုပြောမလို့ဗျဟိုလူတွေရှိတာနဲ့ဘာမှမပြောတော့ပဲရင်ကုန်နှုတ်ပိတ်နေပြီးတော့ပြန်လာခဲ့လိုက်တယ်ဗျာကျုပ်ထင်ထားတဲ့အတိုင်းပါပဲမျိုးလင်းတို့အိမ်မှာပြဿနာတွေပေါ်လာရောဗျသူတို့ကိုယ်တိုင်ဖြစ်တာတော့မဟုတ်ပါဘူးဗျာသူတို့အိမ်ကိုလာကြတဲ့သူတွေအိမ်ကြီးချင်းတွေကဟိုမြင်တယ်မြင်ပြီးတော့ဖြစ်ကုန်ကြတာဗျတရက်တော့အီးပြုံးကြီးအိမ်ကိုရောက်ချလာပါလေရောတကြီးကိုတိုင်ကြီးလို့လာတာရွာနာမဲ့ကိစ္စမို့လို့တကြီးကိုတိုင်မှဖြစ်မှမို့လို့လာခဲ့တာအီးပြုံးဆိုတာကရွာရဲ့မောင်ရွာရဲ့ BBC ဆိုတော့ကသူစကားကိုအဖေကတိတ်မယုံဘူးဗျကဲပြောပါအောင်ဘာတွေဖြစ်လာတာလဲမျိုးလင်းတို့လင်မယားကစုံးနေအောက်လန်းတွေတကြီးရဲ့ဒေါ်ပြုံးရဲ့ခမည်းပါဇက်ကထွက်လိုက်ရင်မဟုတ်ကဟုတ်ကတွေကြီးပဲတကယ်ပြောတာပါတကြီးရဲ့ဒီတစ်ခါတော့ကျုပ်တကယ်ကြုံခဲ့ရတာဟိုနေ့ကသူတို့လင်မယားစီကိုညနေပဲသွားလေတာအိမ်ရောက်တော့သူတို့အိမ်ကရေပုံးကြီးတွေကရေတွေသူ့လိုလိုခန့်နေတယ်အဝတ်တွေကလည်းသူ့အလိုလိုလျှော့ပြီးတန်းတွေမှာလှမ်းနေတာတော့မျိုးလင်းပြောတော့လဲတိတယ်လို့မတိတယ်လို့နဲ့အင်းမလို့အဲမလို့နဲ့နောက်တနေ့ရွာပြင်ကပြန်လာရင်အိမ်သာတက်ချင်လာတာနဲ့တောမထိုင်တော့ပဲရွာစုံကမျိုးလေးတို့အိမ်ကိုပြေးပြီးတော့အိမ်သာတက်မိတယ်အိမ်သာကိုဂမကရန်တက်ရတော့ခနောင်းနံကပါမလာတာနဲ့အကြံအိုက်နေတော့လက်မဲကြီးတစ်ဖက်ကအိမ်သာထဲဝင်လာပြီးခနောင်းနံကိုလာပြီးသွားတာတကြီးရဲ့ကျုပ်ဆိုရင်ကြောက်လို့အသက်ကုန်းអော်ပြီးတော့အိမ်သာထဲကဆင်းပြေးတာအိမ်ရောက်တော့နေ့ရက်တောင်ဖျားတာပဲတကြီးရဲ့ဒါနဲ့သူတို့ချန်တချန်ကျော်ကမိတော်ကိုမေးကြည့်တယ်သူတို့ကတရေတွေမွေးပြီးခိုင်းစားနေတာဆိုပဲတကြီးရဲ့သူတို့လင်မယားကအဆုံးနေကဝေတွေမို့သာဒီလိုတရေတွေကိုခိုင်းနေတာမဟုတ်လားကျုပ်ဖြင့်ပြောပြချင်တာဗဇက်ကိုရားနေတာပဲဗျာအဖေကမယိုးမရွဖြစ်နေတဲ့ကျုပ်ကိုလန့်ကြည့်ပြီးအလက်ကောင်မင်းတခုခုတီးထားတယ်မဟုတ်လားတီးတယ်အဖေအကြီးပြုံးပြောတာဒီခါတော့အမှန်ပဲကိုမျိုးလင်းတို့လင်မယားကအိမ်မှာတရေတွေမွေးထားတယ်အကိုကြီးနဲ့ကျုံနဲ့ကိုရန်ကြုံဘူးပြီးအဖေကငကူကလေးကဖောက်တဲ့ချားချင်နေတဲ့ကျုပ်ကအဖေမီးတော့ကြရတဲ့ရည်သွန်းချသလိုမျိုးဖြစ်ရမှန်တွေကိုပြောပြလိုက်တယ်ဗျာအဖေကတေချာစဉ်းစားနားထောင်ရင်းနဲ့အလက်ကောင်ပြောတာယုံရခက်ခက်ပဲအကြီးပြုံးစကားကလည်းတိတ်မသေးကြတရက်မွေးထတာမှန်ရင်မကောင်းဘူးကွာဒါပေမဲ့တကြီးအနာသုံးပြီးဒီလိုမရရတဲ့ကိစ္စတစ်ခုကိုလည်းမစုပ်ဖြတ်ချင်ဘူးဒီကောင်တွေအိမ်ကိုငါတင်ညာသွားမယ်ငါကိုယ်တိုင်တွေ့မှယုံမယ်
အဖေကတော့လှုပ်ပြီဗျာကျုပ်တို့စကားကိုများမယုံမှုတဲ့ဒါပေမဲ့ငါကြောက်ထဲသွားလို့တော့မဖြစ်ဘူးငါပြောရင်ငါစကားပဲဖြစ်နေမှာတက်တည်ရအောင်ဖော်ခေါ်သွားမယ်အလက်ကောင်မင်းလိုက်ခဲ့ပြီးတော့စစ်စရာဥမတ်ကြီးကိုပါတွားခေါ်ကွာသူပါတက်တည်ပါတယ်ဆိုရင်တို့တွေမျိုးလင်းတို့ကိုရေးယူရမယ်ကွာအဖေပြောရတဲ့ဥမတ်ကြီးကိုညဘက်လာခဲ့ဖို့တွားချင်းရတယ်ဒီအကြောင်းကိုကိုမျိုးလင်းတို့သိလို့မဖြစ်ဘူးဗျည9 နာရီကျော်တော့မှအဖေရဲ့ကျုပ်ရဲ့စစ်စရာဥမတ်ကြီးရဲ့အိမ်မှာဆုံပြီးကိုမျိုးလင်းတို့အိမ်ဘက်ကိုထွက်လာခဲ့ကြတယ်အဖေကတော့9000တို့လက်နဲ့ဓမ္မကြီးကိုကင်လို့ပေါ့ဗျာကျတို့3ယောက်ရွာစုံကိုမျိုးလင်းချန်တဲ့ကိုလှစ်ကနေဝင်ကြတာဗျအဖေဟိုရီသုံးနာကိုဓမ္မီထိုးကြည့်ဗျာကျုပ်ပြောလို့အဖေကဓမ္မီထိုးကြည့်ပေမဲ့ဘာမှကိုမထိုးဘူးဗျဒါပေမဲ့ကိုမျိုးလင်းတို့အိမ်ပေါ်ကိုတက်လာလိုက်တယ်အိမ်ကဖွင့်ထားတာဆိုတော့3ယောက်သားလှစ်ကနေတက်သွားကြတယ်မျိုးလင်းတို့ထွေးတို့ရေဘယ်သူမှမရှိကြဘူးလားကွာအဖေကអော်လိုက်တော့ကိုမျိုးလင်းကအိမ်ခန်းထဲကထွက်လာကြတယ်ဗျအော်တကြီးတို့ပါလားလာကြဗျာထိုင်ကြကျွတ်တို့ထိုင်ပြီးတော့အိမ်ထဲမှာတခုခုတွေးလို့တွေညာလှည့်ပန်ကြည့်နေမိတယ်ကိုမျိုးလင်းကအိမ်ရှိကမ်းမှာရေနံစီမီခွက်လေးတစ်ခုကိုထုံးပေးတယ်ဥမတ်ကြီးကလည်းကြီးကြောင်ကြီးနေပေါ့ဗျာတကြီးတို့ကဘယ်ကလှည့်လာတာလဲဗျဥမတ်ကြီးနဲ့ပြီးတော့ရကပြန်လာတာကွာအပြင်မှာမင်းတို့လင်မယားနေရတာအဆင်ပြေလားသိရအောင်လို့လှည့်ဝင်ခဲ့တာကွာအဖေကခက်တီတီပဲဖြီးလိုက်တယ်ကိုမျိုးလင်းကရုတ်တည်ကြီးနဲ့တကြီးတို့ပြီးတော့ရကပြန်လာတာမဟုတ်ပါဘူးဗျအဖေတော်ပါဇက်အဟောင်းသားဖြစ်သွားတယ်မင်းဘယ်လိုသိတာလဲမျိုးလင်းကတကြီးတို့ကျုပ်ချန်တဲ့ကိုဝင်လာကြတဲ့ကကျုပ်ကတီးပြီးသားပါအဖေကမျက်စိမျက်နှာပြက်နေတယ်ဥမတ်ကြီးကရေကြဲကြဲနဲ့ဝင်ထိန်နေဩတကြီးကအမတ်မင်းနေလို့ပါကွာဒါနဲ့မောင်မျိုးလင်းမင်းတို့အိမ်မှာဖះเจ้าဆောင်ကလည်းပန်းတွေ6တယောက်နေပြီးတော့ဖုန်နေတက်နေပါလားကွာဟုတ်တယ်ဥမတ်ကြီးရေလင်မယား2ယောက်တည်းအလိုများနေလို့ဖះတရားဘက်ကိုအာယုံမလှည့်နိုင်ဘူးဖြစ်နေတယ်ဗျဘာပဲဖြစ်ဖြစ်ကွာဗုဒ္ဓဘာသာတွေမှာဖះကအရေးကြီးဆုံးပဲမဟုတ်လားအိမ်ဒီမှာဖះဆောင်ကစပြီးတန်ရှင်းတရက်မှုတွေရှိနေရမယ်ကွာဖះညောင်ရီဥတွေကပန်းတွေမထိုးနိုင်ရင်တော့အထက်ကန်တဲ့တပြင်းကိုလေးပါလေးထိုးပြီးတော့ဝဝီစစာလေးဖြစ်အောင်လုပ်မှာကွာကိုမျိုးလင်းရုပ်ကခက်တီကြီးဖြစ်သွားပြန်တယ်ဥမတ်ကြီးကိုစိုက်ကြည့်ပြီးဒီမဲ့ဥမတ်ကြီးဒါကြို့အိမ်ဗျကြို့အိမ်မှာဖះစင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ခမည်းနဲ့ဆိုင်လားဥမတ်ကြီးကပါကြောင်ဝမ်းဝါဖြစ်သွားတယ်ဒီတစ်ခါကျုပ်ကဝင်ထင်းရတာပေါ့ဗျာအဲ့ဒါတွေအတားထားပါကိုမျိုးလင်းဟာဒါနဲ့မမတ်ထွေရောမတွေ့ပါလားဗျဟေ့အောင်မင်းကငါမိမကိုဘာဖြစ်လို့တွေးကျင်နေတာလဲလက်ကောင်ဟိုလေမတွေးလို့မင်းမိတာပါဗျာရှိတယ်အခန်းထဲမှာရှိတယ်ကွာကိုမျိုးလင်းကစကားပြောနေရင်းနဲ့မချင်မငံဖြစ်လာတယ်ခင်ဗျားတို့သိကျင်တာဒါပဲလားသိကျင်တာသိရပြီဆိုရင်ပြန်တော့ဗျာဥမတ်ကြီးကအဖေကိုကြည့်တယ်အဖေကချောင်းတစ်ချမ်းဟက်လိုက်ပြီးကောင်းပြီမျိုးလင်းဒီတော့လည်းမင်းကိုပုံပလင်းလင်းပြောရတာပေါ့ကွာမင်းမှာတရက်တွေဘာတွေမွေးထားတယ်လို့ရွာထဲမှာသတင်းပြတ်နေတယ်အဲ့ဒါဟုတ်သလားကွာကိုမျိုးလင်းကကျုပ်ဘက်ကိုလှည့်ပြီးတော့ကျုပ်ကိုစိုက်ကြည့်တယ်အလက်ကောင်ဒါမင်းပြောတာမဟုတ်လားဘယ်သူပြောတာတွေဘယ်ဝါပြောတာတွေလုံးမနေစမ်းပါနဲ့မျိုးလင်းဟာမင်းတရက်မွေးထားတာဟုတ်မဟုတ်တာပြောစမ်းပါကျုပ်အိမ်ထဲမှာကျုပ်တရက်ပဲမွေးခွေးပဲမွေးတကြီးတို့နဲ့ဘာဆိုင်လို့လဲဗျဘာလဲရက်ရွာကိုအတီးပေးရအောင်မလားဒီမှာမျိုးလင်းတရက်ဆိုတာမကောင်းဘူးကွာမကောင်းဆိုးရကိုမွေးရင်မကောင်းတာပဲဖြစ်မှာပဲငါခုပြောနေတာကမင်းတို့လင်မယားတော့ကိုစိုးရင်လို့ပြောနေတာကွာတွားစမ်းပါဗျာခမ ्या ကိုခမ ्या တကြီးဆိုပြီးတော့နေရတကဝင်မပါကျင်စမ်းပါနဲ့ကျုပ်တို့လင်မယားအဆက်ဆက်ရအဆင်ပြေတယ်ခမ ्या တို့ဝင်ရှုံးမှသာအဆင်မပြေဖြစ်မှာဗျဥမကြီးကငိမ့်ခံမနေတော့ဘူးဟဲ့ကောင်မျိုးလင်းမင်းလူကြီးကိုမလေးမစားမလုပ်နဲ့ကွာမင်းသားတကယ်တရက်မွေးထားတာမှန်ရင်ငါတို့ကမောင်းထုတ်ပြရမှာကွာဘာမောင်းထုတ်ပြမဟုတ်လားလှုပ်ကြည့်လိုက်လေဗျာမောင်းထုတ်ကြည့်လိုက်စမ်းပါကိုမျိုးလင်းကပြောဆိုရင်းနဲ့မျက်လုံးတွေကဝါကျင်ကျင်အလင်းရောင်ကြီးလက်သွားတယ်ဗျအဖေတို့တော့မြင်လားမသိပေမဲ့ကျုပ်ကတော့တေးသေးချာချာကြီးကိုမြင်လိုက်ရတယ်သူပြောပြီးတာနဲ့အိမ်နိုင်တွေထုတ်တန်းတွေပေါ်ကနေမဲမဲကောင်ကြီးတွေဆင်းလာတယ်ပင်းကူလိုအိမ်နိုင်ရန်ကိုကပ်ပြီးဆင်းလာတဲ့ကောင်တွေကဆင်းလာပြီးဇာတို့ကြီးခုံချတဲ့လူကလည်းခုံချလို့ဗျာဒီကောင်ကြီးတွေကကျုပ်တို့ကိုဝိုင်းရံလိုက်ကြတယ်ဥမတ်ကြီးကသူဆေးလိတ်ထဲကပလင်းတစ်လုံးကိုထုတ်လိုက်တယ်ပလင်းထဲကဆေးမုတ်တွေကိုထုတ်ပြီးဟိုကောင်ကြီးတွေစီကိုလှမ်းပတ်လိုက်တာဗျဆေးမုတ်တွေထိပေမဲ့ဟိုကောင်ကြီးတွေကဘလို့မှကိုမဖြစ်ဘူးဗျအဲ့ဒီကောင်ကြီးတွေကအရှိတက်လာပြီးတော့ဥမတ်ကြီးရဲ့ခုတ်ကိုဝိုင်းဆွဲတယ်ဗျပြီးတော့တခါတည်းပွေ့ချပြီးလွင့်ပစ်လိုက်တာလှေကားကနေတခါတည်းဂျွန်းထိုးပြီးကြတော့အိမ်ရောက်သွားပါလိရောဗျာကျုံနဲ့အဖေလဲကြောက်လက်လက်နဲ့အိမ်မော်ကနေတချို့တွေဆင်းပြေးလာခဲ့ရတော့တယ်လှေကားအောက်မှာစက်စက်ကြီးလဲနေတဲ့ဥမတ်ကြီးကိုတောက်တစ်ဖက်ဆွဲတူပြီး
3ယောက်သာတက်ခေါက်လို့ကစင်ကလေးနဲ့ပြေးလာကြတယ်ဆိုပါတော့ဗျာဦးမကြီးကညိုတက်ကြီးမှာညိုမဲဆွဲသွားတယ်ဗျတော်တော်လန်လန်ရောက်တော့မှလမ်းမလျှောက်နိုင်ဘူးဖြစ်နေတယ်ကျုပ်ကတော့မကျင်တဲ့ဟုတကြီးဟာဒီကောင်ကကျုပ်တို့နှစ်ယောက်ကိုတရွေးဆွလိုက်တယ်လို့ပဲဒီကိစ္စကိုရောသားတွေကိုပြောပြီးလုပ်ကြမယ်ဆိုရင်ရောဗျာဒီလိုတော့လုံးလို့မဖြစ်ဘူးဦးမကြီးခမက်ကခံခဲ့ရတဲ့လူဆိုတော့ကျုပ်ကိုချင်းစာပါတယ်တရွာလုံးသားဒီသတင်းတီးသွားရင်ရွာထဲမှာမလိုလားအတာတွေဖြစ်လာမယ်ဗျတကယ်လို့အာနာပိုင်တွေတီးသွားတယ်ဆိုရင်တရက်မွေးလို့ဒီလူတွေကိုနှင်ထုတ်ပါတယ်လို့ပြောရမှာရှက်စရာကြီးဗျာတကြီးပြောရလဲမှန်ပါတယ်ကျုပ်တို့ဒီကိစ္စကိုတင်တင်မွေ့မွေ့ဖြေရှင်းနိုင်မှာဗျမဟုတ်ရင်မလိုလားအတာတွေဖြစ်သွားနိုင်တယ်မျိုးလင်းဆိုတာကကျုပ်တို့ရွာသားပဲမဟုတ်လားကျုပ်တို့ခေါင်းအေးထားပြီးတိုင်ပင်ကြတာပေါ့ဦးမကြီးကခေါင်းညင်ပြီးပြန်သွားတော့တယ်ဗျလမ်းသိမရှောင်းနိုင်လို့ကျုပ်ကအိမ်ရောက်အောင်လိုက်ဖို့ပြရသေးတယ်အဖေကတော့အိမ်မှာဝင်ပြီးကြံခဲ့တာပေါ့ဦးမကြီးကိုပို့ပြီးကျုပ်အိမ်ကိုပြန်လာတော့အချိန်ကည8 နာရီကျော်နေပြီဗျရွာလေလမ်းမကြီးကလည်းတိတ်ဆိတ်မောင်မိုက်နေပြီတချို့အိမ်တွေဆိုရင်အိတ်တောင်အိမ်နေကြပြီပေါ့ဗျာကျုပ်တို့လိုကာလာသားတွေအတွက်တော့ညမောင်နဲ့အသားကျနေပြီဗျဒီလိုနဲ့လမ်းလျှောက်လာတော့တနေရာရောက်တော့ကျုပ်ရှိမှလူတယောက်လာရက်တယ်ဗျလာမညကလည်းဖြစ်ရွာလန်းကလည်းတစ်ပင်တရိပ်တွေကြနေတာဆိုတော့ဘယ်သူဘယ်ဝါမှန်တက်တက်ကွဲကွဲမမြင်ရဘူးဖြစ်နေတယ်ဒီလိုပဲလမ်းတော်လန်းလာတယောက်ဖြစ်မဲ့ဆိုပြီးတစ်ဖက်ကိုကပ်ပေးလိုက်တယ်ဗျဒီလူကကျုပ်ကတဲ့ဘက်ကိုလိုက်ကတ်တယ်ဟိုဘက်ကိုကတ်လိုက်တော့လေဒီလူကလိုက်ကတ်ပြန်တယ်3-4ခေါက်လောက်ဖြစ်ပြီးတော့ကျုပ်အမြင်ကတ်လာတာနဲ့ဟဲ့လူခမရဘယ်သူလဲဗျာကိုလန်းကိုသွားစမ်းပါအောင်မလက်ကောင်မင်းကငါ့ကိုမေးသွားပြီလားကွာအတန်ချတော့မှကိုမျိုးလင်းတန်ကြီးဖြစ်နေတယ်ဗျာကိုမျိုးလင်းလားဘာလဲကွာမင်းကအခုပဲငါ့ကိုမေးသွားပြီလားကွာကိုမျိုးလင်းကကျုပ်စီကိုတလန်ချင်းရှောက်လာပြီးကျုပ်လည်းပဲနဲ့ပခုံးချနေရကိုလက်နဲ့အသက်ကိုညှစ်လိုက်တယ်ဗျသူ့ရဲ့လက်ညှစ်အားကတော်တော်ပြင်းလို့ကျုပ်လိုယောက်ျားရင်းမကြီးတောင်မှတော်တော်နာသွားမိတယ်ကိုမျိုးလင်းဖြစ်ဖြစ်သက်သက်လှုပ်ဆမ်းပါဗျာမင်းကိုဒီเจ้าနေမပြောပါနဲ့လို့ငါပြောထားတယ်မဟုတ်လားကွာကျုပ်ပြောတာမဟုတ်ပါဘူးဗျာဖះစုမိုးချိုးပြစ်ပါဒီအကြောင်းကိုအကြီးပြုံးလာပြောတာဗျအကြီးပြုံးကဘယ်လိုပြောသလဲသူပရမတ်တခါကိုမျိုးလင်းတို့အိမ်ကိုသွားလေတော့အဝိတ္တကသူ့လူရှော်နေတာတွေ့တယ်တဲ့နောက်တစ်ခါအိမ်သာတက်ချင်လို့ကိုမျိုးလင်းတို့အိမ်သာမှာဝင်တက်တော့လက်မဲကြီးကခဏောင်းတို့တွေလာပေးသွားတယ်ဆိုပဲဗျာတွားဒီဖွားကြီးကတော်တော်ပါဇက်ဖွာတာပဲကွာဒါပေမဲ့အခုတော့ဘယ်သူပြောမပြောတကြီးတီသွားပြီမဟုတ်လားကွာတကြီးတီသွားရင်တရွာလုံးတီသွားတော့မှာဒါမင်းတို့ကြောင့်ပဲလက်ကောင်ဘာပဲဖြစ်ဖြစ်မင်းကငါခွင့်မလို့ဘူးကွာခွန်မျိုးလင်းကကျုပ်လည်းပညာရိုးကိုလက်နဲ့ညှစ်တာဗျကျုပ်ဆိုရင်နာလုံးလို့အားကနေအော်မိတယ်အယိုးတွေကျိုးကုန်ပြီထင်းတယ်ဗျာသူ့လက်ကိုလက်နှစ်ဖက်နဲ့အသေးတန်ပြန်ဆွဲပြီးရုံးကန်နေမိတယ်ဗျခွန်မျိုးလင်းလက်ကလူလက်ကန်ရတာနဲ့မတူပဲတက်သားတုံးကြီးကန်ရသလိုမမထန်ထန်ကြီးဗျပူတာကလည်းပူသေးတယ်ဗျာကြက်ကိုလုံးကန်ရသလိုမျိုးပူကျက်နေတာပဲခွန်မျိုးလင်းရဲ့မျိုးလုံးကလည်းဘဝကြီးလင်းလက်နေတယ်ဗျသူ့ကိုတခုခုပူကတ်နေမှကြုံတိလိုက်ပြီဗျာကျုပ်တဲ့ရုံးကန်နေတော့မှကျုပ်တို့နှစ်ယောက်ကြားတဲ့ကိုအရေးမဲကြီးတစ်ခုကဖွက်ခင်နဲ့ချလာတယ်ဗျအဲ့ဒီအရေးမဲကြီးကခွန်မျိုးလင်းရဲ့လက်ကိုရိုက်ချလိုက်တာဖြောင်းဝင်တဲ့အတန်ကြီးတစ်ချက်မိပြီးခွန်မျိုးလင်းရဲ့လက်ကမြေပေါ်ကိုပြုတ်ကျသွားတော့တယ်ခွန်မျိုးလင်းကအာကနေအော်ပြီးလက်ပြက်ကြီးကိုကင်လို့အနောက်ကိုခုန်ဆုပ်သွားတယ်ဗျပြုတ်ကျလာတဲ့အရေးကြီးကိုကျုပ်လှည့်ကြည့်လိုက်တော့ဥပဒါကြီးဖြစ်နေတယ်ဥပဒါမှန်သိတာကနဖူးကြီးကပြောင်းနေလို့ဗျခွန်မျိုးလင်းကနောက်ကိုပြန်ဆုပ်သွားရင်တောက်တစ်ချက်ခောက်လို့နောက်ကျွန်းထိုးပစ်ပြီးလေးဘော်ကိုခုန်တက်သွားတယ်ဗျတစ်ပင်တကိုင်းနေဆိုရင်ရှက်ကနေလှုပ်လို့ပေါ့ဗျာကျုပ်တင်တစ်ပင်ဘော်ကနေတပင်ဘော်ခုန်တက်ကူးပြောင်းပြီးတော့ပြည့်ထွက်သွားတဲ့ပုံပဲဗျဥပဒါကဲလို့ပေါ့ဗျာမဟုတ်ရင်တော့ကျုပ်ဒီနေရာမှာတင်အသက်ထွက်သွားရမယ်မျိုးလင်းကလူမဟုတ်တော့ဘူးကွာဥပဒါဘာကိုပြောချင်တာလဲသူကမကောင်းဆိုးရတဲ့ကောင်ကပူကတ်နေတာမဟုတ်ဘူးလားအေးငါလည်းအဲ့ဒါပြောချင်တာကွာပူကတ်ထားတာမှန်ပေမဲ့သူ့တကူလုံးကိုဝိုင်းမှုသွားရင်မကောင်းဘူးဟေဘာပဲဖြစ်ဖြစ်အခုသူ့လက်တစ်ဖက်ပြတ်သွားပြီမဟုတ်လားဥပဒါသူ့လက်ကိုလည်းကြည်စမ်းမအောင်ကွာဥပဒါပြောလို့ကိုမျိုးလင်းရဲ့ပြတ်ကျသွားတဲ့လက်ကိုကောက်ကြည့်လိုက်တော့လက်မဟုတ်ပဲတစ်ကိုင်းကြီးတစ်ခုဖြစ်နေတယ်ဗျတစ်ကိုင်းကူမဗျာထိမှလူလက်၅ချောင်းလိုတစ်ကိုင်းသေးသေးလေးတွေဖြာထွက်နေပါသေးတယ်ကျိုးပြင်ဓာကြီးကိုမြင်ပြီးအံ့ဩသွားမိတယ်ဗျဥပဒါကိုလည်းဖြစ်ချောင်းကုန်စင်ပြောပြလိုက်တာပေါ့ဗျာဥပဒါကတော်တော်အံ့ဩနေတယ်ဗျမင်းစားကလေးကတည်ရတာနဲ့ဘာဖြစ်လို့စောစောမပြောတာလဲလက်ကောင်ရာပြောချင်ပါတယ်ဗျာဒါပေမဲ့ကိုမျိုးလင်းကဘယ်သူမှမပြောဖို့မှားထားလို့ကွာပြီးတော့တရက်မွေးတာမကောင်းဘူးလို့ကြိုပြောပေမဲ့သူကအတန်တန်ကောင်းပါတယ်လို့ပြောနေတော့
ဒီလူတွေဖြစ်ပလိစေဆိုပြီးတော့လှုပ်ထားလိုက်တာပဲဗျာဒီကိစ္စအရေးကြီးတဲ့လက်ကောင်ဒီအတိုင်းထားနေလို့မဖြစ်တော့ဘူးဒါဆိုအခုပဲလှုပ်ရှားကြမလားဥပဒါကတစ်ချက်ငြိမ်သွားတယ်ဗျဒီလိုငြိမ်သွားရင်သူတစ်ခုခုကိုတွက်ချက်နေတယ်စဉ်းစားနေတယ်ဆိုတာအသေးချာပဲပြီးတော့မှညချင်းကမကောင်းဘူးကွာဒီလိုလို့လက်ကောင်မနှက်ပြန်မှလှုပ်ရှားကြတာပေါ့ဥပဒါကဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲဗျဒီကောင်ကြီးတစ်ပင်မော်တွေကနေဝီကနေပြန်သွားတာမျိုးလို့လိုက်ခဲ့တာကွာငါရောက်တာမြန်လို့ပေါ့ကွာမဟုတ်ရင်တော့မင်းသေးနေလောက်ပြီကျုပ်အိမ်မပြန်ရတော့ဘူးဗျာဥပဒါပိုးလက်စားနဲ့ကျုပ်ကိုပြန်လိုက်ဖို့ပါလားသွားစမ်းမှာလက်ကောင်ရာဒီကောင်ဒီလောက်ဆိုရင်မလာရတော့ပါဘူးကွာကျုပ်လဲကြောက်ကြောက်နဲ့အိမ်ကိုခြေကုံတုတ်ပြီးပြန်လာခဲ့တော့တယ်ဗျပရိသတ်များအားလုံးပဲခင်ဗျာဒီနေရာမှာပဲဆုံးလေးကြီးဥပဒါနဲ့တမိတ်စာဆိုတဲ့ဇာတ်ကြောင်းလေးကပထမပိုင်းပြီးဆုံးသွားခဲ့ပါပြီနောက်ကြံသေးတဲ့ပိုင်းတွေကိုလည်းဆက်လက်ဆောင်စားအားပေးနားဆင်ကြပါဦးခင်ဗျာ